တင်ကြပါစို့လို့ပြောဒီမှာ没吃呀嘞。ဒီမှာအော်လေးပါထားမှာတော့ကြောက်ကောင်းနေကောင်းနေပြောက်နေတော့ဟုတ်လားဟုတ်ပြီလားအဲ့ထားနေအေး တူတာမယ်ဒီလိုတူတာမကောလို့ဒီလား ခေါင်းရကင်မရာမှာဘလို့ရေတောင်းရခဲ့တယ်ဆို ဘယ်လိုရှိရှားခိုင်းပြီးသွားတယ်လို့ပဲဆောင်းသူ့ဆောင်းပြမထားတယ်လားဆောင်းနေလဲကြည့်ရောဆောင်းရတော့အောက်ပေါ်လမ်းဆုံးဒီဘက်ကဒီတော့ရတယ်နော်။ကျောင်းမြင်ပြနေရတယ်။ဒါကလည်းနေမှာပဲ။အိုးထွက်လာကြ။အေးထွက်လာကြလို့ပြော။တော်လေးဒီတခုယူလာမှန်းသွားတယ်။ဒီတော့လေးထွက်လာလို့အားချက်ပါ
မေကောင်းအဲ့ဒီလေဝင်ပါတယ်နော် 你看，你你来着？你为你来着吗？Hello နာသာဒေးရောက်ပါပြီဒီနေ့ကတော့ပစ္စည်းတွေကတော်တော်များများရွှေ့ပြီးသွားပြီပေါ့နော်အပေါ်တက်ကနေပြီးတော့မှခုပစ္စည်းတွေကလည်းရွှေ့ပြီးကြတယ်အတူတူဒီအောက်မှာလည်းတော်တော်ပဲစုံနေပါပြီစုံနေပြီလို့ပြောတာထက်ရှုပ်နေပြီလို့ပြောတာပို့ပြီးတော့မှန်တယ်ပေါ့နော်ပေါ်နေအောင်နေရကြတော့ base structure ချင်းကတိတ်မတူတဲ့ခါကျတော့တချို့ဟာလေးတော့နည်းနည်းဒီလိုလေးပြောင်းလဲပြီးတော့မှတော့ထည့်ရမယ်ပေါ့နော်ဒီမှာအကုန်လုံးကဒီမှာ cabinet တွေ of course ဒါဒီမှာအရင်အခန်းကပိုကျဲတာဆိုတော့ cabinet တွေပိုများလာပေါ့ဒီကောင်ကြီးပိုများလာတာကတော်တော်လေးကိုပဲအားဖြစ်စေရပေါ့နော်ဒီ cabinet ဒီ corner လေးပိုများလာတာတော်တော်ပဲအားဖြစ်စေရဒီမှာဆိုလဲအမရှုပ်ရှက်တွေခက်ဒီကောင်လေးကတော့ဂျူဝယ်လေးရဲ့အင်ဂျီလေးတွေပေါ့နော်အဲ့ဒါလေးပေးမယ်ဆိုတဲ့ဟာဒါလေးတွေလည်းပေးလိုက်တော့မယ်အိမ်ပြောင်းပြီဆိုတော့အိမ်ပြောင်းရင်းနဲ့တခါတည်းပေါ့နော်ဒီလက်ကကြီးလည်းရှင်းရအောင်မယ်ဒီ hanging လောက်ထားတဲ့ဒီ basket တွေလည်း hanging basket တွေလည်းပြန်တက်အောင်မယ်ဒီမှာတော့ဒီလိုမျိုးဒေါပေါ်မှာတော့ sorry ဒီဒေါပေါ်မှာတော့တက်လို့ရလားဆိုဒါတွေကဒီလိုဒေါပေါ်မှာဒီလိုမျိုးလေးချိတ်တဲ့ဟာတွေပေါ့နော်ဟိုဘက်ခန်းမှာတော့ကျတော့ချိတ်လို့မရဘူးဘာဖြစ်လဲဆိုတော့အဲ့ဒါကြီးကကြတော့လေတခါပိတ်လို့မရအောင်ဖြစ်နေတော့ဒါပေမဲ့ခုတရားတခါခုချိတ်ကြည့်မယ်ပေါ့နော်ဒီမှာဆိုလဲအင်ဂျီတွေပါခုနေ့ကတော့အင်ဂျီတွေကတတုပ်ကတော့ဒီမှာထည့်ပြီးသွားပြီဒီမှာလည်းဒီရဲ့ဟာလေးထည့်ပြီးသွားပြီပေါ့နော်မာမီနဲ့ဘေဘီနဲ့ဖြစ်မယ်ပေါ့နော်အစတော့ကတော့ဟစ်ဆန်ဟာဖြစ်တာပေါ့နော်မာမီနဲ့ဘေဘီဖြစ်မယ်သူ့ဖေးရဲ့ဟာကတော့အိမ်ရှိကကက်ဘိနက်ထဲမှာခောက်ပြီးတော့မှထည့်မယ်ပေါ့နော်ဒီ TV ကတော့သူတို့ပြန်ယူသွားပါမယ်အစ်စ်ဝယ်ရပါမယ် TV ကကြတော့နောက်ပြီးရင်ဒီကောင်ကြီးဒီရေခဲတက်I'm sorry အဝတ်ချော်ဇက်ကလည်းသူတို့အဟောင်းကြီးပါသုံးမရတော့နဲ့တူတယ်ကျမတို့ကဒီပြောင်းလာကြတဲ့ကကိုယ့်ဟာကိုယ်ဝယ်လာတဲ့ခါကျတော့ကိုယ့်ဟာကိုယ်ဝယ်လာတာမဟုတ်ပါဘူးဒီပြောင်းလာတဲ့ခါကျပထမအိမ်မှာတော့ရေ washing machine ကမရှိတဲ့ခါကျတော့အောက်မှာလည်းသွားမချော်ချင်တော့ဘူးပေါ့နော်ဘာလို့လဲဆိုတော့အိမ်မှာကျကလေးနဲ့ဆိုတဲ့ခါကျတော့လေခဏရှော်နေရတာဆိုတော့ကိုယ့်ဘာသာဝယ်မယ်ဆိုတော့အဲ့ဒီဟာလေး tips ပြောပြပေးပါမယ်
washing machine နဲ့ပတ်သက်တဲ့ပေါ့အခုဒီမှာအိမ်ပြောင်းတဲ့ tips လေးမှာပေါ့နော်ဘာလဲဆိုလို့ရှိရင်သူတို့တွေကလေဒီမှာလေတော်တော်များများပေါ့နော်ကွန်ဒိုကိုကျမတငယ်ချင်းအခန်းဆိုလို့ရှိရင်ဒုတိယအခန်းဆိုလို့ရှိရင်သူတို့ကဘာလဲဆိုတော့အိမ်ရှင်ကလေအိမ်ဟိုတော့မှလာမကြည့်တော့ဘူးသူ့ရဲ့အိမ်လက်ထဲကွန်ဒိုဝယ်ပြီးတဲ့အခါမှာအခန်းတော်ကိုကျမတငယ်ချင်းငားနေတာဆိုတော့သူ့လက်ထဲပဲတခါတည်းအပ်လိုက်တာတခါတည်းထည့်လိုက်တာပေါ့နော်အဲ့တော့ဆိုတော့သူတို့ကွန်ဒိုကဘယ်သူမှမနေရအတစ်ချက်ချွတ်ကြီးမှာအဲ့လိုမျိုးမှာနေတယ်အဲ့လိုမျိုးမှာဆိုရင်အဲ့ခန်းမှာတော့ဆိုလို့ရှိရင်အကုန်လုံးကအသက်တွေကြီးပဲပေါ့နော်ဒါပေမဲ့အဲ့တော့သူတို့ဘာသာသူတို့ပေါ့နော်အိမ်ရှင်ကနေခဲ့တယ်နောက်ပြီးလို့ရှိရင်လည်းဒီရှေ့မှာလည်းနေသွားတယ်ဆိုလို့ရှိရင်လေအဲ့လိုမျိုးအဓိက washing machine ပေါ့နော်နောက်ပြီး TV တွေကမကောင်းတော့ဘူးကျမထင်တော့ကွန်ဒိုကစောက်တာကကြတော့တိတ်မကြသေးဘူးဆိုတော့လေသူတို့တွေကကွန်ဒိုဝယ်တခါတည်း package နဲ့ပါတဲ့ TV တွေ washing machine တွေကိုသူတို့အိမ်အဟောင်းနေနဲ့လဲပလိုက်တာလေတူတယ်သူတို့အရှီကဒီအသက်တွေကိုသူတို့ယူအိမ်ရှင်တွေကယူသွားလိုက်တာအဲ့လိုဖြစ်မယ်ဘာဖြစ်လို့ဆိုပထမနေတဲ့အိမ်မှာတော့ကလည်းအဲ့ဒီTV တို့ washing machine တို့မကောင်းဘူးပေါ့မပါဘူးပေါ့နော်ကျမတငယ်ချင်းက तू ကအဲ့သူ့အိမ်ငါးကတခါတည်းအဲ့သူ့လက်ထဲအဲ့ဒါဆိုဒီလိုမျိုးတွေလေသူ့အိမ်ဆိုလို့ရှိရင်လေဒီလိုမျိုးပေါ့နော်ဒီလိုမီးလုံးနေဆိုလို့ရှိရင်အပေါ်ကနေပလတ်စတစ်တောင်မှမခွာရသေးဘူးသူ့အိမ်ဆိုလို့ရှိရင်အဲ့တော့လုံးဝဒီအစ်စ်ချက်ချိုသူတစ်ခါမှတော့ဝင်မနေဘဲနဲ့အငားကိုပေးလိုက်တာပေါ့နော်အငားကိုတင်လိုက်တာပေါ့အဲ့လိုဆိုတော့ကျမတို့ကဒီတိုက်ထဲမှာပဲအတူတူပြန်ငားနေကြတာဆိုတော့အဲ့လိုလေအစတုန်းကတော့ပေါ့နော်သူတို့ကွန်ဒိုက TV တွေကပဲမကောင်းတာလားပေါ့သူတို့တစ်ခါတည်းပေးတာပဲမကောင်းတာလားဆိုမဟုတ်ဘူးသူတို့တွေကပြန်လဲထားတာပြန်မလဲတဲ့သူတွေလည်းရှိပါတယ်ဒါပေမဲ့အဲ့လိုတော်တော်များများတော့ပြန်လဲပလိုက်တယ်ပေါ့နော်လဲလိုက်တဲ့အခါကျတော့ကျမတို့ကရောက်ကြတဲ့ကအဲ့ဒီ washing machine တစ်လုံးဝယ်လိုက်ရတယ်အဲ့ခါကျတော့တင်ချာအဲ့ဒါဘာလဲဆိုတော့ကျမတို့အဲ့ဒီပေါ့ washing machine ကကျမတို့ဝယ်ထားတယ်လို့ဆို6000ရှိတယ်ပေါ့နော်သူတို့က washing machine ထည့်ပေးမယ်ပေါ့နော်အဲ့ဒါကိုကျမတို့က washing machine မယူတော့ဘဲနဲ့ဈေးပဲလျှော်ခိုင်းလိုက်တယ်ဆိုတော့ဈေးက900လျှော်ပေးတယ်တစ်လောက်900လျှော်ပေးတယ်အဲ့လိုဆိုတစ်နေ့စာဆို6000ပေါ့နော်အခုကကျမတို့ကဒုတိယအိမ်ပြောင်းနေဒါပေမဲ့ရှစ်တဲ့အိမ်ကတော့အခန်းမပြည့်လိုက်ဘူးပေါ့နော်နေတာတော့ဘာလို့လဲဆိုတော့အထက်မြင့်ဖြစ်တဲ့ခါကျတော့ငလျင်เจ้าအပေါ်မှာမနေချင်တော့ဘဲနဲ့ဆင်းလာတဲ့ခါကျတော့ဘယ်လိုပြောတစ်နေ့တော့မပြည့်လိုက်ဘူးပေါ့နော်ဒါပေမဲ့ဒီရရောက်တဲ့ခါကျတော့ washing machine ကမကောင်းတဲ့ခါကျတော့သူတို့အစ်စ်လဲပေးမယ်ပေါ့နော်ပြောတယ်ဒါပေမဲ့ကျမတို့ကရတယ်မလဲနဲ့တော့ကိုယ့်ဟာကိုပဲယူလာမယ်ပတ်စံထက် short ပေးဆိုတော့နောက်ထပ်တစ်လ900 short တယ်ပေါ့ short ဆိုတစ်နေ့6000ပေါ့နော်အဲ့လိုဆိုတော့ဒီ washing machine တစ်လုံးဝယ်တယ်ဆိုလို့ရှိရင်တစ်နေ့9နေလို့ရှိရင်အရင်ကြည့်ပြီးနှစ်နှစ်9နေတယ်ဆိုလို့ရှိရင်အညက်ပါပြင်ရပြီပေါ့နော်အဲ့တော့ကျမတို့အခုဒီကလေးနဲ့ဆိုတော့လေသူတို့ TV တွေလည်းမကောင်းကြဘူးသိလားအဲ့TV ကောင်းတာဆိုတော့လေအဲ့ကျမတို့တငယ်ချင်းတွေအုပ်စုလိုက်လေပြောင်းလာနေတော့ကိုတယောက်ကိုတစ်ခုစီအဲ့လိုမျိုးနေကြတဲ့ဟာမှာဆိုရင်တော်တော်များ TV တွေမကောင်း TV တွေမပါဘူးပေါ့နော်အဲ့ကျမတငယ်ချင်းအဲ့ဒီ best friend ရဲ့အဲ့ဒီသူ့ရဲ့အဲ့အခန်းမဲအဲ့ TV လေးကောင်းတယ် TV အသေးချက်ချို TV ရလဲအဲ့လိုဟိုအပေါ်ကနေပြီးတော့မှလေ screen ကကွာတော့မခွာသေးဘူးအင်ရှင်ကတော်တော်လေးကိုပဲဘောစီရနဲ့တူတယ်အဲ့လိုလေအခန်းကိုဝယ်ပြီးလို့ရှိရင်လေအဲ့လိုလာတော့ကြည့်ရလားမသိဘူးတခါတည်းကိုပဲအကုန်လုံးဘာမှတော့မခွာသေးဘူးဟိုလက်ထဲကိုအပ်ပေးလိုက်တော့တာပဲအဲ့လိုဆိုတော့အဲ့ TV ရတဲ့သူ့အခန်းတစ်ခုပဲကောင်းတယ်ကျမတို့တခြားနေအခန်းနေတယ်မကောင်းပေါ့နော် even ပေါ့နော်ကွန်ဒိုတစ်နေလို့ရှိရင်တော့မှအဲ့လိုကွန်ဒိုကြီးကတစ်တယ်ပေါ့နော်ခုမှအဲ့လိုမျိုးတိတ်ပြီးတော့နေတာမကြသေးဘူးဆိုတော့မှအဲ့လိုသူတို့တွေလဲထားကြတာများတယ်ပေါ့နော်အဲ့လိုဆိုတော့ကျမတို့က TV ကလည်းမကောင်းပေါ့နော်မကောင်းဆိုတော့ကိုယ့်လက်ထဲရောက်တဲ့ခါကျတော့မှအဲ့လိုကြီးဟိုပါပေါ့နော်အပြတ်မခံနိုင်တော့ဘူးပေါ့နော်အဲ့လိုဆိုတော့ကလေးလေးရှိတဲ့ခါကျတော့သူ့ screen time ကတနေ့2နာရီလောက်ပြပေးရလေသူ့က tablet တွေမပြချင်တဲ့အခါကျတော့အဲ့လို tablet တွေဖုန်းတွေမပြချင်တဲ့အခါကျ TV မှာပဲအဲ့လိုမျိုးပေါ့နော် limit လုပ်ပြီးတော့ပြတာဆိုတော့အဲ့တော့သူအခု TV ရောက်ထပ်ဝယ်ရမယ်ပေါ့နော်နောက်တစ်ခေါက်အိမ်ပြောင်းနေဆိုလို့ရှိရင်လည်းနောက်တစ်ခေါက်အိမ်ပြောင်းတော့ဒါကပြန်ပြီးတော့အရင်နဲ့ကြည်ပြီးအမျက်တောင်ပြန်ရပြီပေါ့နော်နောက်တစ်ခါပြောင်းနေဆိုလဲ washing machine မပါလဲရတယ်ဒီ TV မပါလဲရတယ်အဲ့ဒါဈေးလျှော့ပေးပေါ့နော်အဲ့လိုမျိုးနဲ့ပေါ့ဒါပေမဲ့တခုရှိတာကတော့ washing machine တွေ TV တွေနဲ့ရှိတဲ့အခါကျတော့လဲအဲ့လိုပတ်စံတော့ပြောင်းကရွှေ့ကတော့သူများတွေတော့ထုတ်ပိုက်ပြီးတော့မှအဲ့လိုမျိုးသွားတာတော့မဟုတ်ဘူးဒါပေမဲ့လည်းအဲ့ TV တွေ washing machine တွေမရှိတာတော့မှကျမတို့ကမိသားစုလိုက်ဆိုတဲ့အခါကျအိမ်ရွှေ့လို့ရှိရင်လည်းအထုပ်လေးဆွဲပြီးတော့မှပဲအဲ့လိုပေါ့နော်ဟိုပါပေါ့တက်စီလေးနဲ့ပြောင်းလို့ရတဲ့အထက်မှာပါမနေဘူးဆိုတော့လဲဝယ်လိုက်တော့တယ်ပေါ့နော်တပိနဲ့ထဲပါခောက်ပြီးတော့မှထည့်မယ်ပေါ့နော်ကဲနေ့လယ်ပဲရောက်ပြီစပါအောင်မယ်
ထောက်လို့ရတယ်Wasn't our strength. I think one of the best things you can do as a marketer is acknowledge your weak points. Because we're spending so much time creatingရှင်းမလုပ်ခင်အပေါင်းစင်းလေးလောက်အောင်ဒီအောက်ထဲကလက်သေးပစ္စည်းတွေထားမယ်ပေါ့နော်我不想你了，等我刚查的。一日打。你要必须没？去，那么你爱拿后。睡边了，别看他们，其中会睡边的这里的。哇，ကတ်တဲ့ကိစ္စနဲ့ထိတ်တဲ့ကိစ္စတွေလုပ်ပါမယ်။ Yes. အဲ့တော့ရေချိုးကန်လေးပဲကျန်တော့တယ်ပေါ့နော်ရေချိုးကန်ပြီးတော့ရှင်တော့ရွှေ့တာပြီးသွားပါပြီ finally ဒီနေ့ပြီးရင်တော့ပြီးပါပြီမင်းညာလည်းမင်းညာပြီးမယ်လို့ထင်တယ်မင်းညာမပြီးလိုက်အရင်ပင်မနာနဲ့အိပ်ပျော်သွားတာနေ့ထည့်ပါမယ်ရင်မွေးတွေထည့်ရပါမယ်ရင်မွေးတွေရဲ့ baby ရဲ့ skin care တွေထည့်ရပါမယ်နေ့ပစ္စည်းလေးအကုန်တဲလုပ်ပြီးပါပြီခဏရေချိုးတော့မယ်ဆိုတော့လုပ်ပြီးတော့မှပစ္စည်းတွေကလာယူသွားတယ်ပေါ့နော်တော့မှမရှိတော့ဘူးသူတို့ရှိရကြံခဲ့တဲ့အုပ်ချုပ်သက်အဟောင်းတွေပါအကုန်ယူသွားတယ်တော့ကိုအုပ်ချုပ်သက်ချလာပြီပေါ့နော်ချလာပြီဆိုတော့ဒီနေ့ကတိုက်ရှင်းလုပ်ပါမယ်ချိစရာချိရလေးကြည့်ပါမယ်ဒါပြီးလို့ရှိရင်တော့ပေါ်တက်ကပစ္စည်းနဲ့အကုန်ပြီဆိုတော့ပြီးပါပြီ finally ရွှေ့တာကတော့အများဆုံးအဲ့မော်တခါအပေါ်တက်တဲ့အောက်ထက်တဲ့ဆိုတော့တခါလေးရွှေ့တခါလေးနေရာချဆိုတော့ရွှေ့တာကတော့ပြောရရင်တော့service 900နဲ့ရှိရင်တော့ကိုယ့်ဘာသာရွှေ့တာတော့ကြာတာပေါ့နော်နေရာထက်တဲ့ရှိတာဒါပေမဲ့လည်းတယောက်ထက်ရပဲတယောက်ထက်ရပဲရွှေ့တယ်အမျိုးသားကပဲရွှေ့တယ်ဒီမှာအိမ်မှာပြန်ပြီး organize တယ်ပေါ့နော်အဲ့လိုမျိုးဆိုတော့ကြာတော့ကြာပေါ့နော်ဘာ service မှမပေါ်တဲ့အခါကျတော့ဒါပေမဲ့အဲ့တော့ဒီနေ့ပြီးလို့ရှိရင်တော့အဲ့ရတော်တော်လေးကိုအခြေချပြီးတော့အပေါ်တက်က pc နဲ့အကုန်လုံးကုန်ပါပြီဒါပေမဲ့ဒီတော့ကစိတ်မပူပြဘူးပေါ့နော်လုပ်ရရှုပ်များနဲ့အောက်ထပ်မှာလည်းကလေးကိုလည်းကစားကလန်းလည်းမပူပြဘူးဒီမှာပါဒါတွေရှင်းရပါမယ်
အဲ့ဒါရှေ့နေတော့နေရလေလူငနေတာကြားတဲ့အခါကျတော့ကြားလူငနေကြားလို့ပြောပေါ့ဒါပေမဲ့ this is the look လေအဲ့ဒါဆိုတော့ဒီမှာသားရှင်းတော့ပါမင်းလေးဘက်တွေပါအိုးလက်အိတ်ဆိုပြီးတခါလေးပြစ်လိုက်တော့မယ်လက်နဲ့ကင်မရမယ်လက်စီနဲ့လဲလဲမရအောင်အေး my 8 red what tissue စေးချဖို့ ready brush နဲ့လက်အိတ်လည်း ready everything is ready okay let's go swirl me ကွာပြီတက်ခွင့်ပဲတက်ခွင့်ပဲရပြီဒီလိုမျိုးလေလိုရှင်းလေးရခက်တဲ့အရွယ်ဆိုလို့ရှိရင်လေအကောင်းဆုံးကတော့ baby အဝိုင်းပဲဘာလို့လဲဆိုတော့ baby ဝိုင်းရကြတော့လေစိတ်ဝင်တာလည်းမြန်တယ်ပြီးလို့ရှင်ကြတော့အဲ့လိုကြီးလိုရှင်းလေးထားသလိုလိုရှင်းလိုမျိုးကြီးအပေါ်မှာအဲ့လိုမျိုးလေးဗလန်းမဖြစ်ပဲကြံခဲ့တဲ့ဟာမျိုးမရှိတော့ဘူး baby ဝိုင်းမဲ့လုံးတော့တယ်ကြီးလာတဲ့ခါကျတော့လိုရှင်းလေးမရတော့ဘူးနောက်ပြီးလို့ရှိရင်ဘာလို့လဲရိုးရှင်းကလိမ့်လန်းရိုးရှင်းကြအေးကနေဖြစ်သွားတယ်ခါကျတော့သူတို့ကအဲ့လိုမျိုးအေးဖြစ်သွားတဲ့ဟာသူတို့မကြိုက်ကြအောင်အဲ့လိုဆိုရင်ပိုပြီးထွက်ပြေးတယ်ဘေဘီတို့ရှင်းဘေဘီဝိုင်းကြတော့သူတို့ကအဲ့ဒီအေးဖြစ်သွားတဲ့ခါကျတော့သိမသိလိုက်ဘူးဒီကြီးလိုက်ပါလုံးပါမိုက်ဒီမိုက်比如我这个应该这样，我还有没有什么的？还没关系嘛，关系点嘛。
ကတော့ hair roller တွေစုလိတ်တွေပါတိတ်သုံးပြတော့ပေါ့ဒီကောင်ကတော့ခေါင်းတက်တဲ့ဟာတွေစီးတဲ့ဟာတွေ တတ်တယ် yeah ညမြတ်တာလွတ်လပ်ခြင်းနေလို့ ဘယ်ကို ဘာလို့ကိုင်ငင်းနေလားမကိုင်ငင်းနေ ဒီဘက်ကိုဟောဒီဘက်လည်းရှိလိုက် ဘာလို့ချင်တာ ကိုရှိမကြောက်နေတယ်ကြောက်နေတယ် အဲ ကြောက်ရလား မရဘူးမရဘူး ဘယ်ကိုဒီကြောက်နေ ဘာဒီလိုကတက်တယ်လားဒီ လိုမလဲ မင်းတို့ရ ဝါလို့ထိတ်တာအဲ့ဒီဘက်ချောင်းကိုချာ ဘူးဘူးထုတ်ပြီးဒီ ဟော ဟိုကျိုးပေးကျိုးရှိတယ် ရှိတယ်ရောက်နော်